မင်္ဂလာပါခင်ဗျာ Sport Insight Channel ကနေကြိုဆိုပါရစေဒီတစ်ခါခေါင်းစဉ်ကိုတော့ Ancelotti ရဲ့ New View ဟာ Fast Break နဲ့ Mo Salah ရဲ့အသုံးဝင်မှုတွေအကြောင်းကိုနာမည်ပေးထားပါတယ်ပြီးခဲ့တဲ့ဘောလုံးရာသီရောအခုဘောလုံးရာသီမှာ Ancelotti အသုံးပြုနေတဲ့ New View ဟာတွေတဲက New View တစ်ခုအကြောင်းကိုပြောပြမှာပါပြီးခဲ့တဲ့ရာသီက Mo Salah ကရာကို28ကိုပြီးတော့ဒီဂိုးပန်တူကို18ကြိမ်ထိရခဲ့ပြီးတော့သူ့ရဲ့လီဗာပူးကစားသမားဘဝတစ်လျှောက်ပထမဆုံးရောက်လာတဲ့နှစ်ကလွှဲပြီးတော့ကျန်တဲ့နှစ်တွေထဲမှာအကောင်းဆုံးမှတ်တမ်းကိုရအောင်စွမ်းဆောင်နိုင်ခဲ့တယ်ဒီဟာက Ancelotti ရဲ့ New View ဟာတွေရဲ့အရေးပါမှုလို့ပြောမှာပေါ့နော်ဒီပါဦးတင်ရေးကြုံလာတဲ့အချိန်ထဲမှာ Mo Salah ရောက်လာတယ်ထင်ပေါ်တယ်အသင်းအတွက်သွင်းကိုယ်တွေကိုဖန်တီးမှုတွေနဲ့အသင်းကိုထောက်ပံ့ပေးခဲ့တယ်ဗောလေဒီရာသီမှာလည်း Premier League ပွဲစဉ်1နဲ့2မှာဆို Newcastle အသင်းဘုံမောက်အသင်းတို့နဲ့ပွဲစဉ်တွေမှာအနိုင်ကိုလိုတဲ့အချိန်မှာပဲ Mo Salah ရဲ့ဖန်တီးပေးဖို့Mo Salah ရဲ့ဂိုးသွင်းမှုတွေကတစ်ဆင့်ဒီပါဦးတင်ရမှတ်ရခဲ့တယ်ဗောလေဒါကြောင့်အခုပြောမယ့်ခေါင်းစဉ်ကို Ancelotti ရဲ့ New View မှာ Fast Break နဲ့Mo Salah ရဲ့အသုံးဝင်မှုတွေလို့နာမည်ပေးထားတာပေါ့လေအဲ့တော့ Fast Break အကြောင်းပြောရရင် Fast Break က counter attack လို့ပဲပြောပါဘောနော်အဲ့တော့ Fast Break ဆိုတာကဘောလုံးကိုပြန်မဲ့တဲ့ဂိုးရီတွေကိုအမြန်ဆုံးရောက်ပေးမယ်အမြင့်ဆုံးနှုံးနဲ့ပြေးမယ်ပြီးတော့ရင်ပြန်မဲ့အသင်းရဲ့ခံစစ်ကစားမိုင်းနဲ့ MBS1 တယောက်ချင်းတွေ့မယ်လင်ကောင်းကြော်ဖြတ်ပြီးတော့ဂိုးသွင်းမယ်ဂိုးဖန်တီးပေးမယ်ဆိုတဲ့ပုံစံမျိုးအခုလက်ရှိ Premier League မှာအသုံးပြုလာကြတာပေါ့လေပြီးခဲ့တဲ့နှစ်က2024-2025ဘောလုံးရာသီမှာ Premier League အသင်းတွေကနောက်ဆုံးဘောလုံးရာသီ10ရာသီအတွင်းမှာ Fast Break ပေးဖို့အများဆုံးမှတ်တမ်းဝင်ခဲ့တယ်ပေါ့နော်ဒီထဲမှာတော့ Liverpool အသင်းက Fast Break ကိုအသုံးချတဲ့နေရာမှာအရန်ကောင်းတဲ့အသင်းလို့ပြောရမယ်ပြီးခဲ့တဲ့ရာသီက Fast Break ကနေပြီးတော့တစ်ဆင့်ဂိုးကန်သွင်းခွင့်65ကြိမ်ဒီ Liverpool ရခဲ့တယ်အဲ့ဒီထဲကနေပြီးတော့14ကိုဂိုးဖြစ်ပြောင်းလဲနိုင်လိုက်တယ်ပေါ့နော်အဲ့ဒီ65ကြိမ်မှာလည်း Mo Salah က25ကြိမ်အထိဒီ Fast Break ကနေပြီးတော့ဂိုးရောက်ဖို့အတွက်ကြိုးစားခဲ့ပြီးတော့9ဂိုးထိရခဲ့တယ်ပေါ့နော်ဒါကြောင့်ဒီ Fast Break Liverpool အသင်းရဲ့ Fast Break New View ဟာကအရန်ကောင်းခဲ့တယ်လို့ပြောအောင်နော် New View တွေအများကြီးတဲကမှဒီ New View ဟာကဒီ Ancelotti ရဲ့အရေးပါတဲ့ New View တစ်ခုပြောလို့ရတယ်ပြီးခဲ့တဲ့ရာသီက Ancelotti က Jurgen Klopp ရဲ့နေရာကိုရောက်လာတယ်အသင်းရဲ့ကစားပုံကိုအများကြီးမပြောင်းလိုက်ဘူး pressing ပေးတယ် vertical pass တွေနဲ့ပဲသွားတယ်ကစားမှုအပြောင်းလဲလဲသိမ့်မလို့ဒီတိုင်းပဲကစားခဲ့တယ်ပေါ့နော်ဒါပေမဲ့သူက New View ရဲ့ဆိုင်အပြောင်းလဲနည်းနည်းပဲလုပ်လိုက်အဓိကအဖြစ် Jurgen Klopp လက်ထက်မှာ high pressing လုပ်တာကိုသူက high pressing မလုပ်တော့ဘဲနဲ့ delay pressing ဆိုတဲ့ပုံစံမျိုးနဲ့သုံးတယ်ပြီးတော့ delay pressing ကိုသုံးပြီးတော့ zone threat တွေဖန်တီးတယ်အဲ့ဒီ zone threat တွေကနေတစ်ဆင့်ကိုကဘောလုံးပြန်ရသွားပြီဆိုရင်တိုက်စစ်မှာရှိနေတဲ့ Mo Salah ကိုပေးပို့ပြီးတော့ကိုရဖို့အတွက်ကြိုးစားတဲ့စနစ်ကိုသုံးတာပေါ့လေ။ Jurgen Klopp လက်ထက်တုန်းက outfield player 10ယောက်ဆို10ယောက်စလုံးကအလုပ်ပြင်းပြင်းထန်လုပ်ရတယ်တော်တော်လေးကိုပြင်းပြင်းထန်ထန်နဲ့ပြိုင်ဘက်အသင်းကို pressing ပေးဖို့ကြိုးစားတယ်။ Ancelotti ရဲ့လက်ထက်မှာတော့ high pressing မသုံးတော့ဘူး delay pressing သုံးတယ်။ခုနကပြောခဲ့တဲ့ delay pressing နဲ့ zone threat အကြောင်းကိုပြောရရင်အရင်ဆုံး zone threat အကြောင်းကိုပြောမယ် zone threat ဆိုတာကဒီပြိုင်ဘက်အသင်းကိုထောင်ချောက်ဆင်ပြီးတော့ဖမ်းတယ်လို့ပြောပေါ့နော်ပြိုင်ဘက်အသင်းဆွဲလာတဲ့ဘောလုံးဘယ်နေရာမှာပြတ်အောင်ဖြတ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ချပြီးတော့ zone threat တွေလုပ်တယ်အထူးသဖြင့်တော့ Liverpool ရဲ့ zone threat ကဒီဘေးစီးတွေနားပါပေါ့နော်အဓိကအဖြစ်တော့တောင်ပန်ကစားသမားတွေဘောလုံးရသွားတဲ့အချိန်မှာစပြီးတော့ press လုပ်တယ်စချင်းဒီအခုလုပ်ထားတဲ့ animation မှာကြည့်လိုက်ရင်အခုစချင်းမှာသူတို့က press လုပ်ထားမှမရှိဘူး pressing မပေးထားသေးဘူးဂိုးသမားရင်တစ်ဆင့်ညနောက်ခံဒါမှမဟုတ်ဘယ်နောက်ခံကစားသမားစီရောက်တယ်အဲ့ဒီကနေတစ်ဆင့်နောက်ထပ်ရှေ့ဒီတောင်ပန်ကစားသမားစီကိုရောက်ဖို့အတွက်ဇုံလိုက်ပေးလိုက်ကိုပိတ်ထားတယ်ဒီမှာဆိုရင်Mo Salah ကပိတ်တယ်ပြီးတော့ဒီကွင်းလယ်ကိုဘောလုံးပေးလို့မရအောင် Maalister ဒါမှမဟုတ် Gravenberch ကပြေးပိတ်တယ်အဲ့ဒီနောက်မှာဘောလုံးလက်ခံရယူဖို့ကြိုးစားတဲ့တောင်ပန်တိုက်စစ်ကစားသမားကို Arno ဒါမှမဟုတ် Robertson တို့ကပြေးကတ်အဲ့လိုအချိန်ဒီမှာဘောလုံးကပေးစရာမရှိတော့ဘောလုံးပေးစရာမရှိတော့တဲ့အချိန်မှာဘောလုံးပြတ်မယ်ဒါမှမဟုတ်ရင်ဒီအရှိကိုကန်တင်မှာပေါ့နော်အရှိကိုကန်တင်ပြီးတော့ကိုရှိမှရှိရဲ့တိုက်စစ်မှုကိုဓာတ်ရိုက်ပေးလို့ပေးဖို့ကြိုးစားမယ်အဲ့လိုအခြေအနေမျိုးဆိုရင်ဒီပါဘူးကအတားရသွားပြီလို့ပြောရမယ်ပြီးခဲ့တဲ့နှစ်ကလည်းအဲ့အတားစီးရမှုကိုပဲအသုံးချခဲ့တာပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီပါဘူးအသင်းရဲ့နောက်ခံအတွင်းကိုနှစ်ယောက်လုံးဖြစ်တဲ့ Van Dijk ရော Konate ရော physically ရန် strong ဖြစ်တယ်နောက်ပြီးတော့ area jewelry လည်းကောင်းတယ် ground jewelry လည်းကောင်းတယ်ဒါအပြင် passing တွေလည်းကောင်းတဲ့ကစားသမားတွေဖြစ်တာကြောင့်ပြိုင်ဘက်အသင်းဘောလုံးပြတ်သွားတာနဲ့ဒီကွင်းလယ်နဲ့နောက်တန်းကြားထဲမှာရှိနေတဲ့ gap ကိုအသုံးချပြီးတော့အရှိမရှိနေတဲ့ DS တို့ Mo Salah တို့ကအသုံးချပြီးတော့ပြိုင်ဘက်နောက်ခံကစားသမားနဲ့ 1v1 အခြေအနေကိုဖန်တီးတယ်ကိုရအောင်ဆွမ်းဆောင်ဒီဟာက delay press ကိုသုံးပြီးတော့ဒီ zone threat တွေဖန်တီးတာလို့ပြောရမယ်အဲ့တော့
ဒီစုံထွက်တွေဒီလိုပုံစံဖန်တီးတယ်ဆိုတာကိုလည်းအချက်လက်တွေကပြတယ်နော်ပြီးခဲ့တဲ့နှစ်ကဒီအချက်လက်တွေကိုကြည့်ရင်မိုဆလက်ကဘောလုံးဆွဲပြေးမှုဘောလုံးပေးပို့မှုတွေမှာလီဗာပူးရဲ့တခြားကစားသမားတွေလိုပဲပုံမှန်ပဲထူးထူးချွန်ချွန်ပို့ပြီးများနေတာမျိုးမရှိဒါပေမဲ့သူကပြိုင်ဘက်အသင်းရဲ့ဂိုးရီယာထိပ်မှာဘောလုံးလက်ခံမှုအများဆုံးကစားသမားတော့ဖြစ်တယ်အဲ့ဒါကဘာလဲဆိုရင်ဒီ first rate တွေကနေတစ်ဆင့်တိုက်ရိုက်ကန်ပို့ပြီးတော့ကိုနာတေးတို့နောက်ပြီးတော့ဒီဗာဂျာဗန်တိုက်တို့အာနိုတို့ရဲ့ဘောလုံးတိုက်ရိုက်ပေးပို့မှုတွေတစ်ဆင့်ဘောလုံးလက်ခံရယူပြီးတော့ပြိုင်ဘက်အသင်းရဲ့ခံစစ်ကိုချိုးဖျက်ဖို့ကြိုးစားတာကိုမြင်ရတယ်ဆာလက်ဒီလိုဖြစ်လာဖို့အတွက်ဆိုရင်ဆာလက်ဒီလိုပုံစံမျိုးကိုးသွင်းနိုင်မှုဒါမှမဟုတ်ဖန်တီးပေးနိုင်မှုအန်စလော့ကဆာလက်ကို high and wide position မှာထားတယ်ဘောလုံးဆုံးရှုံးသွားရင်တော့ defensive မှာလိုက်ကူစရာမလိုဘဲနဲ့ဒီပြိုင်ဘက်အသင်းရဲ့ center back နဲ့တဒန်းနဲ့ base line မှာတွားပြီးတော့ကစားဖို့တွားပြီးတော့နေဖို့အတွက်ညွှန်ကြားထားတယ်အဲ့ဒီကနေတစ်ဆင့်ပဲဘောလုံးတွေကဒီဘောလုံးပြန်ရသွားတဲ့အခါမှာ first rate တွေနဲ့ပြိုင်ဘက်အသင်းရဲ့ခံစစ်ကိုချိုးဖျက်ဖို့အတွက်မိုဆလက်စီဘောလုံးပေးပို့ပြီးတော့ကစားကြတာပေါ့လေမိုဆလက်ကအဲ့ဒီပြိုင်ဘက်ရဲ့ခံစစ်စုံထဲမှာဘောလုံးရယူမှုအကြိမ်480ရှိတယ်ပြီးခဲ့တဲ့နှစ်ကအဲ့တော့ဒါကသူနဲ့အနီးဆက်ဆုံးဒီ first rate ကနေတစ်ဆင့်ဘောလုံးလက်ခံရယူဖို့အတွက်ဒီစူးစမ်းတဲ့ DS check ချိန်190တောင်ပိုများတယ်ဒါကြောင့်ဒီ first rate အသုံးပြုပြီးတော့လီဗာပူး9ရောက်ကိုစူးစမ်းတဲ့အချိန်မှာမိုဆလက်ကမရှိမဖြစ်အရေးပါတယ်လို့ပြောအဲ့တော့အဲ့ဒီ first rate တွေကနေ first rate ဒီဘောလုံးကိုပြိုင်ဘက်အသင်းရဲ့ခံစစ်ကိုတိတိကျကျရောက်သွားအောင်ဘယ်သူတွေကပံ့ပိုးပေးလဲဆိုရင်တော့ဗာဂျာဗန်နိုင်နဲ့အာနိုလို့ပြောရမယ်လောင်ဘောတွေကနေပြီးတော့ဘောလုံးပေးပို့မှုမှာတိကျမှု52%ထိရှိပြီးတော့ပရီးမီးယားလိရဲ့ဘယ်ကစားသမားထက်မဆိုများတယ်သူ့ရဲ့နောက်မှာတော့အာနိုရှိတယ်အာနိုကဘောလုံးပေးပို့မှု long pass ပေးပို့မှုများပေမဲ့တိကျမှုအားနည်းတဲ့ကြောင့်44%လောက်ပဲရှိတယ်ပေါ့နော်ဒါကြောင့်ဒီလောင်ဘောတွေပေးပြီးတော့ပြိုင်ဘက်အသင်းရဲ့ခံစစ်ကိုချင်းချောက်တဲ့နေရာမှာအဓိကကစားသမား3ယောက်ကိုသူတို့အဓိကသုံးတယ်တကယ်တော့တသင်းလုံးကဒီပုံစံကိုအသားကျပြီးသားအာနိုမှမဟုတ်ဘူးဗာဂျာဗန်တိုင်းမှမဟုတ်ဘူးကိုနာတေးတို့ဒီကတ်တစ်ဂျုံတို့လည်းဘောလုံးရတာနဲ့ချက်ချင်းရှေ့ကိုပေးပြီးတော့9ရောက်လို့ကြိုးစားတဲ့အခြေအနေရှိတယ်ပေါ့နော်ဒါပေမဲ့တကယ်ဒီကစားကွက်မှာထိချက်အများဆုံးနဲ့ဘောလုံးကိုလက်ခံရယူတဲ့အများဆုံးကစားသမား3ယောက်ကတော့အာနိုရဲ့နောက်ပြီးတော့ဗာဂျာဗန်တိုက်ရဲ့မိုဆာလက်ရဲ့ပေါ့နော်ဒီ3ယောက်ရဲ့မတူညီတဲ့ကျွမ်းကျင်မှုတွေကိုအသုံးပြုပြီးတော့အန်စလော့ကပြီးခဲ့တဲ့ရာသီမှာအရေးကြီးတဲ့ပြိုင်ဘက်အသင်းကိုထိုးနှက်နိုင်တဲ့ကစားကွက်တစ်ခုကိုဖန်တီးထားနိုင်တယ်လို့ပြောရမယ်ဒါကတော့အန်စလော့ရဲ့ပြီးခဲ့တဲ့နှစ်ရာသီလီဗာပူးအသင်းဘိုးဆွဲစီတဲ့နီးဗျူဟာတွေတဲကအကြောင်းအရာတစ်ခုဒါအပြင်ဒီနှစ်မှာလည်းဒီလိုစနစ်ပေါ့နော်ဒီနီးဗျူဟာကိုဆက်ပြီးတော့အသုံးပြုပြီးတော့ပြိုင်ဘက်အသင်းရဲ့ခံစစ်ကိုချိန်ချောက်ဖို့စူးစမ်းနေစေဆိုတာကိုမြင်ရမှာပါဒါကတော့ Anslot ရဲ့ပြောင်းလဲတဲ့နီးဗျူဟာတွေတဲကအကြောင်းအရာတစ်ခုကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ် Sport Insight Channel ကို Subscribe လုပ်ပြီးတောင်းဆိုပါရစေကြည့်ရှုအားပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်